အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Keep Can Channel လေးကကြိုဆိုပါတယ်ကျွန်တော်ရဲ့ channel လေးမှာတော့လူတွေရဲ့စိတ်ပန်းဖြေရာနေရာလေးတစ်ခုဖြစ်ဖို့အတွက်စိတ်ကျန်းမာရေးနဲ့ဆိုင်တဲ့ knowledge sharing video လေးတွေစိတ်ပန်းဖြေနိုင်မဲ့ relaxing music video လေးတွေနဲ့စိတ်ထက်ခွန်အားပေးနိုင်တဲ့ motivational content လေးတွေကိုစူးစမ်းဖန်တီးသွားမှာဖြစ်တဲ့အတွက် channel လေးကို like and subscribe လုပ်သွားဖို့တိုက်တွန်းချင်ပါတယ်တို့လူတွေတိုင်းမှာမလွဲမသွေကြုံတွေ့ရမယ့်အရာတွေရှိနေပါတယ်။အဲ့ဒါတွေထဲမှာ stress လို့ခေါ်တဲ့စိတ်ဖိစီးမှုဆိုတာလည်းပါဝင်နေပါတယ်။ဒါကြောင့်စိတ်ဖိစီးမှုဆိုတာဘာလဲ။ဘာကြောင့်ဖြစ်တာလဲ။ဘယ်လို manage လုပ်လို့ရမလဲဆိုတာတွေကိုဒီဗီဒီယိုလေးထဲမှာမျှဝေသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်ချင်ပါတယ်ဗျ။ပထမဦးစွာစိတ်ဖိစီးမှုဆိုတာတူတယောက်တည်းခံစားနေရတာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့လူမှုအတိုင်းအဝန်နဲ့ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့လူအများအပြားလဲစိတ်ဖိစီးမှုနဲ့ရှင်ဆိုင်ရုန်းကန်နေကြရပါတယ်ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ရဲ့လမ်းညွှန်စာအုပ်ထဲမှာတော့စိတ်ဖိစီးမှုဆိုတာဘဝရဲ့အခက်အခဲဒါမှမဟုတ်ချင်းလျှောက်ခံရသလိုအခြေအနေမျိုးတွေကိုဆိုလိုတာဖြစ်ပါတယ်ဆိုလိုတာကတော့ကျွန်တော်တို့ရဲ့လုပ်ငန်းခွင်ပညာရေးအိမ်တွင်းမိသားစုအခြေအနေတွေနဲ့လူမှုဆက်ဆံရေးတွေမှာစိုးဝါးစွာဆက်ဆံခံရတာစတဲ့ကြီးမားတဲ့ပြဿနာတွေအပြင်ရင်ကြောပိတ်တာတယောက်နဲ့တယောက်ညှင်းပွားမှုတွေဖြစ်တာစတဲ့တင်းငယ်တဲ့ပြဿနာတွေကြောင့်လည်းစိတ်ဖိစီးမှုကိုဖြစ်ပေါ်စေပါတယ်စိတ်ဖိစီးမှုကိုဘယ်သူမှဆိုခံစားရနိုင်ပါတယ်နည်းနည်းပါးပါးခံစားရတာပြဿနာမဟုတ်ပေမဲ့ကြီးမားတဲ့စိတ်ခံစားမှုခံရရင်တော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာထိခိုက်မှုတွေရှိနိုင်ပါတယ်ဥပမာအဖြစ်ခေါင်းကိုက်တာစာလောင်မှုမရှိတာကြွက်သားတွေတောင့်တင်းတာခါနာတာအစာမချေဖြစ်တာစတဲ့အခြေအနေတွေဖြစ်ပေါ်နိုင်ပါတယ်ဒီနေရာမှာအထူးသတိထားရမယ့်အချက်ကလေးတွေကိုလည်းပြောကြားချင်ပါတယ်လူတော်တော်များများကစိတ်ဖိစီးစေတဲ့အတွေးတွေကိုဖျောက်ဖျက်ဖို့ကြိုးစားတဲ့အခါမှာပူဆိုးတဲ့အခြေအနေတွေကိုရောက်သွားတတ်ပါတယ်ဥပမာအဖြစ်မူရည်စေဝါနဲ့ရက်ကိုအလွန်ကျွံသုံးဆွဲတာလူတွေနဲ့မရောတော့ပဲအိယာထဲမှာပဲတူးတဲ့နေတာအော်ဟစ်တာကိုဖြစ်တင်ဝေဖန်တာစတဲ့လိထားတွေကိုလုပ်ပြီးတတ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့စိတ်ဖိစီးမှုကိုဂိုင်းတွဲဖြည့်ရှင်းနိုင်မဲ့နီလန်ကောင်းကြီးတွေကိုလည်းဆက်လက်မျှဝေပေးသွားချင်ပါတယ်နံပါတ်1ချက်ကတော့ကျွန်တော်တို့မိမိကိုယ်ကိုအပြုသဘောဆောင်ပြောဆိုခြင်းတနည်းအားဖြင့်မိမိကိုယ်ကိုလက်ခံခြင်းပဲဖြစ်ပါတယ်အခါတလေမှာကျွန်တော်တို့အားလုံးမားတွေလည်းတွေ့ကြုံနိုင်ပါတယ်စိတ်ဖိစီးမှုတွေလည်းတွေ့ကြုံနိုင်ပါတယ်ဒီလိုကြုံတွေ့လာတဲ့အခါမှာကျွန်တော်တို့ကိုယ့်ကိုယ်အပြစ်တင်ဝေဖန်မိတတ်ပါတယ်အဲ့ဒီအခါမျိုးမှာဒါငါအသုံးမချလို့ဖြစ်ရတာလို့တွေးမဲ့အစားငါဟာလူဖြစ်လို့မှားတတ်တာပဲပြန်ပြင်လို့ရတာပဲဆိုပြီးတော့ပြန်တွေးကြည့်တာပဲဖြစ်ပါတယ်ငါဒါကိုမလုပ်နိုင်ပါဘူးလို့တွေးမဲ့အစားငါတတ်နိုင်သမျှတော့အကောင်းဆုံးလုပ်မယ်စသဖြင့် negative အတွေးတွေကို positive ဖြစ်လာအောင်တွေးကြည့်တာပါနံပါတ်2ချက်အနေနဲ့ deep breath လို့ခေါ်တဲ့သက်ကိုဝအောင်ရှူတဲ့အလေးချက်ပါခါတလေမှာကျွန်တော်တို့သတိမထားမိတဲ့အလေးချက်တစ်ခုဟာလွန်သုံးဝင်နေတာကိုတွေ့ရပါတယ်အသက်ကိုဝအောင်ရှူတဲ့လေ့ကျင့်ခန်းဟာကျွန်တော်တို့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အောက်ဆီဂျင်ကိုရရှိနိုင်ရုံနဲ့မဟုတ်ဘဲနဲ့ဆုံးဖြတ်ချက်တွေကောင်းမှုအတွက်အလွန်အထောက်အကူဖြစ်ပါတယ်ဒီနေရာမှာရေးကြည့်တဲ့အချက်ကတော့လီကိုမြန်ဆန်ရှူသွင်းတာမဟုတ်ပဲဖြည်းဖြည်းနဲ့မှန်ဝအောင်ရှူသွင်းမှုလိုအပ်ပါတယ်နံပါတ်3ချက်အနေနဲ့ကတော့စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ကြီးမားတဲ့ပြဿနာတွေကိုအပိုင်းငယ်တွေအဖြစ်ခွဲခြားလိုက်တာပါလူတွေရဲ့သဘောမှာကအရန်ထူတဲ့စာအုပ်တုံးကိုဖတ်ဖို့
ကြီးမားတယ်လို့ထင်ရပေမဲ့အပိုင်းလိုက်သတ်မှတ်ပြီးဖတ်လိုက်မယ်ဆိုရင်တော့အဆင်ပြေသွားတဲ့သဘောမျိုးပဲဖြစ်ပါတယ်အကျိုးကျေးဇူးအနေနဲ့ပြဿနာရဲ့ဘယ်အစိတ်အပိုင်းကိုကျွန်တော်တို့အနေနဲ့ဖြေရှင်းလို့ရမလဲဆိုတာကိုသိရှိနိုင်မှာဖြစ်ပါတယ်နံပါတ်၄ချက်အနေနဲ့ကတော့ကိုကြိုက်နှစ်သက်တဲ့အရာတွေကိုရွေးချယ်လုပ်ဆောင်တာပဲဖြစ်ပါတယ်အထူးသဖြင့်စိတ်ဖိစီးစေတဲ့အတွေးတွေကနေရှောင်ကျဉ်နိုင်မဲ့နည်းလမ်းတွေကိုပုံမူရွေးချယ်လုပ်ဆောင်သင့်ပါတယ်ဥပမာအားဖြင့်အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့အချိန်ပေးပြီးတော့နေတာအစာကျွေးတာကစားတာတန်ရှင်းရေးလုပ်တာသရှင်းသားထောင်တာလေ့ကျင့်ခန်းလုပ်တာယောဂကစားတာကော်ဖီတောက်ပြီးအနားယူတာစတဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်ကျွန်တော်တို့လူတွေမှာမတူညီမှုတွေရှိတဲ့အတွက်တယောက်နဲ့တယောက်လှုပ်ဆောင်ချက်တွေမတူညီနိုင်ကြပါဘူးဒါကြောင့်ဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့သူတွေထဲမှာကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကိုဘယ်လိုဖြေရှင်းလဲဘယ်လိုရှောင်လွှဲလဲဆိုတာကိုကွန်မန့်ဘောက်မှာဝင်ရောက်မျှဝေသွားဖို့ဖိတ်ခေါ်ချင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်တူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်လည်းကျွန်တော်ရဲ့စိတ်ကိုခံဖြစ်စေမဲ့ဗီဒီယိုလေးတွေကိုထပ်မံဖန်တီးသွားမှာဖြစ်တဲ့အတွက် channel လေးကို like and subscribe ပြုလုပ်ဖို့ထပ်မံတိုက်တွန်းလိုပါတယ်ခင်ဗျာ